ဒါလေးပြောချင်တာတော်တော်ကြာပြီလူတွေကခက်တယ်လို့ထင်မလို့ချင်တော့ဘူးဒါပေမဲ့ online မှာပတ်စံပုံတွေပြပြီးတော့ဒါလေးတွေလွယ်ပါတယ်ဟိုဒီလို like လုပ်ရင်တော့ဒီလိုပတ်စံတွေရပါတယ်ဆိုပြီးတော့ဟိုလူတွေကိုခေါ်နေတဲ့ post တွေကျွန်တော်အများကြီးတွေ့လိုက်တယ်ဟိုနေ့ကလူတွေအောက်မှာလဲခေါ်လာအဲ့ဒါယူတဲ့ကသဘောကြကြတယ်အဲ့ပတ်စံပုံကြီးဒီလိုမျိုးရိုက်ပြရဟောတာသူ့ wall ထဲမှာဝင်ကြည့်ရောလေပတ်စံပုံတွေအကုန်လုံးဒီပုံစံတွေပဲလောက်ထားတာဒီလားဟိုတရက်ထဲနဲ့ဝင်ဘယ်လောက်ရတရက်ထဲနဲ့ဝင်ဘယ်လောက်ရတာ oh my god အဲ့လိုမျိုး marketing ပုံစံမျိုးအခုချိန်မှာဟိုမယုံကြည်တဲ့တော့လို့ကျွန်တော်တို့ထင်တာပဲဒီလားဟိုလူတွေကိုကွာတလားလင်ခေါ်နေရမယ်တိနေဟိုဘာကြောင့်အဲ့လိုမျိုးစိတ်ဝင်စားရတာလဲတကယ်လို့မှခက်ခဲတယ်ဆိုတဲ့အရာတစ်ခုကွာတလား is what this ဆိုတဲ့အဓိပ္ပာယ်ခက်ခဲတယ်ဆိုတဲ့ဟာကတန်ဖိုးရှိတာစဉ်းစားကြည့်ဘယ်ရောင်လွယ်လွယ်ရတဲ့ဟာကိုလူတွေတန်ဖိုးထားရှိဘူးလို့လေအခြားဟာတွေအများကြီးစစ်ပြီးစဉ်းစားလို့ရတယ်ကွာဒီလား social media မှာကျွန်တော်ပြောပြနေရတယ်အားလုံးကမခက်ခဲဘူးလားဆိုရင်တော့ခက်ခဲတယ်ဒါပေမဲ့ရိုးရှင်းတယ်အဲ့ဒီကြောင့်ကျွန်တော်ဘက်ကနေပြီးတဆင်ကြီးဒီဘယ်လိုလုပ်ရမလဲဆိုတဲ့ဟာတွေကျွန်တော်ချပြပေးနေတာသူတို့တိုက်တွန်းတဲ့ဟာကငါလိုမျိုးအစနေဆုံးမလုပ်နိုင်ဘူးဆိုရင်တော့မှပထမဆုံးကျွန်တော်စပြီးလမ်းခဲ့တဲ့ခြေလမ်းတစ်လမ်းပဲစကြည့်ဒါကိုပဲကျွန်တော်တိုက်တွန်းတာဟို agency တခုလုံးစဖို့အတွက်ဆိုရင်ဝန်ထမ်းထိန်းတဲ့ဘိုင်းတွေတင်းမမာတွေခန့်တဲ့ဘိုင်းတွေဒီ marketing ဘိုင်းတွေ sales ဘိုင်းတွေအကောင်းကြီးပဲမူးနောင်နေပဲ manage လုပ်ရတဲ့နေရာတွေအဲ့ဒါကြောင့်ဟို wait agency တခုမစနိုင်အောင်စီးပွားလုပ်ငန်းပုံစံမစနိုင်အောင် freelance ပုံစံမျိုးလေး skill set ကျွမ်းကျင်တဲ့တခုလေးနဲ့နေဝင်ငွေရှာလို့ရတယ်ဆိုတဲ့ဟာအရင်တော့ပါဆိုတော့ကျွန်တော်ပြပြနေရပါ